မင်္ဂလာပါခင်ဗျာကျွန်တော်ဒီနေ့တင်ဆက်ပေးမယ့်ဗီဒီယိုလေးကတော့တောက်ကြသားသမီးများရဲ့စီးပွားရေးလူမှုရေးကျန်းမာရေးနဲ့သက်ဆိုင်ရာတပတ်တာကာလာဟော့စလန်လေးတွေကိုဝေမျှပေးသွားမှာဖြစ်ပါတယ်ခင်ဗျာကျွန်တော်ရဲ့စီစဉ်နေမစကမှာကျွန်တော်ရဲ့စစ်ပိုင်းဘေးတွေနဲ့ဂမ်ဘီယာဝူဒရာ channel လေးကိုလည်း like and subscribe လုပ်ပေးထားကြပါအောင်ခင်ဗျာကျေးဇူးပြုရေစစ်ပိုင်းဘေးတွေနဲ့လက္ခဏာဂမ်ဘီယာဝူဒရာ channel လေးကို like and subscribe လုပ်ပေးထားကြပါအောင်ခင်ဗျာ23ရက်5လ2025ပြီးတော့29ရက်5လ2025ရက်အထိတောက်ကြသားသမီးများရဲ့တပတ်တာကန်ဆာတာအနေနဲ့ကတော့စာချုပ်စာတမ်းတွေ၌လက်မှတ်ထိုးရတာတွေဖြစ်တတ်ပါတယ်အလုပ်အသစ်ပြောင်းခင်းတွေကြုံနိုင်တဲ့ရန်များနေတတ်ပါတယ်အကျက်အတဲအခက်ခဲတွေဖြစ်တတ်တဲ့ကာလဖြစ်ပါတယ်ငွေအလွန်ထွက်နေလိမ့်မယ်သူတစ်ပါးကိစ္စတွေဝင်ဖြည့်ရှင်းပေးရတတ်ပါတယ်အာသုဘပူချင်းတွေမလုံဆောင်ပါနဲ့ပညာရေးအတွက်တောကရောက်ရခင်းတွေကြုံရတတ်ပါတယ်စကားများရန်ဖြစ်ရတယောက်နဲ့တယောက်အဆက်အသွယ်ပြတ်တောက်တဲ့အထိဖြစ်ပေါ်တတ်ပါတယ်ငေါပန်းခြင်းနှလုံးအားနေခြင်းတွေဖြစ်ပေါ်တတ်တဲ့အချိန်ကာလဖြစ်တဲ့တပတ်တာလက်ပွင့်ရအရက်ကတော့အရှိရဖြစ်ပြီးတော့ရန်ပေါ်ရအရက်ကတော့အနောက်ရဖြစ်ပါတယ်ကုန်ပစ္စည်းတင်များစတင်ဖြတ်ချင်းရန်ရက်ကောင်းရက်မြတ်ဖြစ်ပြီးတော့ကြော်ညာခြင်းမိတ်ဆက်ခြင်းများပြုလုပ်နိုင်တဲ့အချိန်ကာလဖြစ်ပါတယ်အိမ်ချမ်းမြေအယောင်းဝယ်တွေမပြုလုပ်သင့်သေးပါတိုးလောင်ပစ္စည်းများရောင်းချ၍ရဲ့အကျိုးမြတ်တွေရှာနိုင်တဲ့ကာလဖြစ်ပါတယ်အယောင်းတိုင်းပစ္စည်းများဈေးကွက်တင်ရဲ့အကျိုးမြတ်ရာမီကိန်းကြီးကြုံတတ်ပါတယ်ဂရိစာချုပ်လက်မှတ်ထိုးခြင်းမပြုလုပ်ရပါငွေကြေးအပေးယူတတိရှိပြီးတော့ဆောင်ရွက်တဲ့အချိန်ကာလဖြစ်ပါတယ်အငင်းပွားရတဲ့ကိန်းတွေလည်းကြုံရနိုင်ပါတယ်အကျိုးပေးကဏ္ဍအနေနဲ့ကတော့6နှစ်4ကဏ္ဍတွေဖြစ်ပြီးတော့အကျိုးပေးအယောင်အနေနဲ့ကတော့ခရမ်းအောင်ဖြစ်ပါတယ်ကံကောင်းစီရင်ရရအနေနဲ့ကတော့နတ်နတ်သီး6စိတ်ကိုအင်္ဂါဖျားတဲ့လူတန်းကလူရာစုကိုတောင်းနိုင်ပါတယ်ခင်ဗျာကျွန်တော်ရဲ့စီစဉ်လက်ဒီနေ့ဒီလောက်ပါခင်ဗျာနောက်စီစဉ်များဆက်လက်အားပေးနိုင်ရင်တော့ကျွန်တော်ရဲ့စစ်ပိုင်းဖေးတွေနဲ့ဂမ်ဘီယာဘူတာ channel လေးကိုလည်း like and subscribe လုပ်ပေးထားကြပါဦးခင်ဗျာအားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ